ဟုတ်အားလုံးပဲမြင်လာပါကျွန်တော်အခုဒီနေ့ရှင်းပြမှာတော့တချို့ပေါ့နော်ကျွန်တော်အဲ့မှာတချင်းနေရှိတဲ့ link ကို share ပေးထားတယ်ပေါ့မိသူမဆို download လုပ်ပါတယ်ကျွန်တော်လည်းတခြားရတဲ့ link ကို share ပေးထားတာပေါ့အဲ့တော့ပြောချင်တာကကိုကအခုကာဝေစုဘူးတော့ကလည်းဒီမှာဟိုဥစား mindplayer.info ဆိုပြီးရလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ကာဝေ website မှာရောက်ပြီပေါ့နော်ပြောချင်တာကဒီမှာ download ကိုသွားလိုက်မယ် download ကိုသွားပြီးရှင် software ကို down ပြီးတော့ install လုပ်လို့ရပြီပေါ့နော်ဒါပြောချင်တာinstall လုပ်လို့ရပြီအဲ့တော့ခု software ရှိပြီဆိုရင်တချင်းမရှိဘူးဟုတ်ပြီတချင်းကိုကြည့်မှရှိတဲ့တချင်းနဲ့ရုပ်ရှင်စကားတွေချိတ်ဆက်လို့ရနေပြီဖုန်းနဲ့ tablet တွေနဲ့ကြည့်လို့ရနေပြီအဲ့မှာတချင်းလိုတယ်ပေါ့နော်ပြောချင်တာကအခုမှတချင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်အခုတချင်းတွေရှိတဲ့ drive တွေ share ပေးထားပါတယ်အဲ့ဒါ address ကပါလဲဆိုရင်ဒါပါနော်ဒီ address လေးကိုရိုက်ပြီးတော့ ana ခေါက်လိုက်လို့ရှိရင်ဒီတချင်းတွေ share ပေးထားတဲ့နေရာရောက်လိမ့်မယ်အဲ့တော့ပြောချင်တာကိုက login မဝင်ထားဘူးဆိုရင်ဒီတိုင်းပေါ်လိမ့်မယ်ဒီတိုင်းပေါ်တဲ့အခါမှာကျွန်တော်တို့ကတချင်းတွေအားလုံးကဒီ800 GB လောက်ရှိတယ်800 GB လောက်ရှိတယ်ဆိုတော့ကျွန်တော်တို့ကဟိုချက်ချင်းအကုန်လုံးဟို down မယ်ဆိုရင်အချိန်ကြာပြီးလို့ရတယ်ဗောနော်တချို့အစဆုံးကိုပေါ့စနစ်ကြလိုချင်လို့ down မယ်ဟိဆိုရင်တော့ဒီလိုမျိုးတဆင်ချင်းသွားဗောနော်တဆင်ချင်းသွားပြီးရင်ဒီထဲကိုဖွင့်ကြည့်ပြီးတော့မှဒါဆိုရင်ဒီတချင်းဖိုင်တွေရှိတော့တဲ့တစ်ဆက်ပြန်သွားပြီးတော့မှဒီပေါ်မှာမူတည်ပြီးတော့မှ download ဆိုပြီးနှိပ်ပေါ့နော်ဒါကဒီလိုမျိုးဆိုဒီလိုအနေချင်းလေးနှိပ်မှအဆင်ပြေမယ်တချင်းနဲတာပေါ့နော်အဲဒီလို folder အောက်ဆိုရင်တော့အများကြီးရှိတယ်ဗျဒါကဒီလိုမြန်မာ music ဆိုတဲ့နေရာနှိပ်လိုက်ရင်သူ့အောက်မှာ folder တစ်ခုချင်းရှိတယ်ဒီအောက်ထဲမှာမှဒီအပုတ်ကြီး90လောက်ရှိတယ်ပြောချင်တာကကိုက down ရင်နေဟေးဆိုရင်အများဆုံးဒီလို10ခုလောက်ထိဆက်လက်လုပ်ပေါ့နော်ဆက်လက်လုပ်ပြီးတော့မှ down ပေါ့တော့ဆိုအခုဒီမှာတော့ download ဘတန်ဒီလိုနှိပ်ပေါ့နော်ဒါကတရားအကြံပြုတာပါအခုဒီအကောင်းဆုံးနည်းလမ်းကတော့ကိုယ့်ရဲ့ account နဲ့ login ဝင်ပေါ့နော် login ဝင်လိုက်ရင်ဘယ်လိုဖြစ်မလဲဟေ့ဆိုရင်ကျွန်တော်အခုဒီမှာပြပေးမယ် login ဝင်လိုက်လို့ဆိုရင်ကျွန်တော်ဒီမှာမြင်ရမယ်အဲ့တော့ဒီမှာဒီထဲမှာတစ်စင်ချင်းခုန folder structure အတိုင်းပဲဟုတ်ပြီနော်အဲ့တော့ဘာအားသာလဲဆိုအခုမှပေါ့နော်ဒီ Christmas လည်းနီးပြီဟို new year လည်းနီးပြီဆိုတော့အကုန်လုံး down ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ကိုလိုချင်တဲ့တခြင်းလေးကိုပဲ selection ရွေးပြီးရှာတောင်းတာအကောင်းဆုံးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုရင်ဒီမှာအခု share ထားတဲ့နေရာဒီနေရာရောက်ပြီပေါ့ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ search box မှာအခု sign design ပေါ့နော် sign design ဆိုရင်ကျွန်တော်တို့အခုဒီမှာ sign design လို့ရလိုက်မယ် sign design ကိုရိုက်ပြီးအနာခေါ်လိုက်လို့ရှိရင် sign design တခြင်းကျလာမယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ပြောချင်တာကအဲ့လိုမျိုးပဲ selection down တင်တယ်ပေါ့ဒီလိုမျိုးရအောင်သွားနောက်တစ်ခုထက်ရှာသွားလိမ့်မယ်ရအောင်သွားနောက်တစ်ဆက်တော့သူအပုတ်ဘယ်လောက်ရှိမလဲအများဆုံး1000ပေါ့1000တော့မရှိပါဘူးဟိုပြောချင်တာပေါ့နော်ကိုကဆိုင်းဆိုင်တချင်းနေကြိုက်တယ်ဟေးဆိုရင်ဒီလိုမျိုးလေးပေါ့ဆက်သွားဆုံးအောင်သွားပေါ့နော်ပြီးကျွန်တော်ဒီလောက်ပဲဖက်လိုက်မယ်အဲ့တော့ပြောချင်တာကကိုကဒီမှာအစဆုံးပြန်သွားပြီးဒီမှာ check click လုပ်လိုက်မယ် selection ဖြစ်သွားပြီဆိုတော့အဆုံးဝင်သွားမယ်ဆုံးသွားပြီဆိုတော့ဒါအခုအဆုံးရောက်လို့ဆုံးသွားပြီဆိုရင်ဒါတော့မဆုံးသေးဘူးလောဆယ်ကျွန်တော်ဒီဆုံးတဲ့နေရာမှာဖြတ်လိုက်မယ်ဗျာရှစ်ကီကို keyboard ကရှစ်ကီကိုနှိပ်လိုက်မယ်ပြီးရင်ဒီအဆုံးမှာ select လုပ်လိုက်လို့ရှိရင်ရှိသမျှ list ထဲမှာရှိတဲ့တခြင်းအကုန်လုံးဟုတ်နော်ဒါအခုတချင်းပုတ်ကြီးများလို့သူကြားနေတာတော်တော်ကြားတချင်းပုတ်ကြီးကတော်တော်များပါတယ်နဲ့ဟုတ်ပြီနော်ဒီလို222ပုတ် selection ဖြစ်သွားပြီဆိုရင်ဒီလို download ဆိုတဲ့ button လေးကိုနှိပ်လိုက်ရုံပဲဗျဒါလေးနှိပ်လိုက်ပြီဆိုရင်ဟိုခဏတော့စောင့်ဖို့နော်ဒီသူ download လေးကြာလာနေမယ်အဲ့ဒါဆိုရင် download လို့ရှိရင်ဟို sign in တချင်းလေးပဲအဆင်ပြေပြီပေါ့နော် okay နောက်တစ်ခုက sign in ပြီးရင်ကိုကနောက်ထပ် sign in mode ဆိုတော့သုံးမခင်မောင်တို့ပေါ့နော်ခင်မောင်တို့ဆိုတော့ဒီလိုလေးရှာပြီးအနာခေါ်လိုက်ပေါ့ဒါကဟိုအကုန်လုံးကိုတောင်းချောင်း download နဲ့ဆိုင်ရင်ဒီလက်ရှိလက်တလော Happy New Year ဒီ Christmas တွေမှာဟိုမိသားစုတွေအလွယ်တကူဟိုရှာဆိုနိုင်မှုအတွက်ကဒီနီလန်းကတော့အကောင်းဆုံးပဲပေါ့နော်အဲ့တော့ကိုယ့်ရဲ့တခြင်းကို selection နဲ့ယူပြီးတော့ရှာလိုက်တယ်ပြီးရင်ခုနကလိုကြာလိုက်ပေါ့နော်ကျွန်တော်အကုန်လုံးမသွားတော့ဘူးရှေ့မှာပြပြီးဆိုတော့ဒီကိုဆိုချင်တဲ့သူ့ရဲ့တခြင်းအကုန်လုံးကို select လုပ်လိုက်တယ်ပြီးရင်ဒါဆိုရင်သူဆက်လက်လုပ်ပြီးဆိုရင် download နှိပ်လိုက်ပေါ့နော် download နှိပ်ပြီးသူ download လေးကြာပြီဆိုရင်အဆင်ပြေပြီပေါ့နော်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်အဆင်ပြေကြပါစေ